ရဲ့ super annuation တွက်နည်းကို2မိနစ်အတွင်းပြောပြပေးပါမယ်။ super တွက်ဖို့အတွက်ကိုအရင်ဆုံးဒီချက်နှစ်ချက်ကိုသိထားရပါမယ်။လက်ရှိ2024-2025 ဘဏ္ဍာနှစ်အတွက်ဆိုလို့ရှိရင်17% ordinary time earning OTE super တက်ရမှာအသုံးပြုတဲ့ကိုယ့်ရဲ့အခြေခံဝင်ငွေကိုအလွယ်ပြောရလို့ရှိရင်ကိုယ့်ရဲ့ပင်မလစာရဲ့17%ကိုကိုယ့်ရဲ့အလုပ်ရှင်ကကိုယ့်ရဲ့ super account တွေကိုထည့်ပေးရပါမယ်။ကဲဒီတော့လက်တွေ့ဥပမာအနေနဲ့ကြည့်ကြရအောင်။ဥပမာမင်းအောင်ဆိုတဲ့ចောင်းသားကတနာရီအလုပ်လုပ်လို့ရှိရင် Australian dollar 25%နဲ့တပတ်ကိုနာရီ20အလုပ်လုပ်တယ်ဆိုပါတော့တနာရီလစာကဒေါ်လာ25တပတ်အလုပ်ချိန်ကနာရီ20 SG rate က17%အဲ့ဒါဆိုလို့ရှိရင်တပတ်လစာကိုတွက်မယ်ဆိုရင်တနာရီလစာအမြောက်တပတ်အလုပ်ချိန်ဆိုရင်ကိုယ့်ရဲ့တပတ်လစာကဒေါ်လာ900ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်ရှင်ကကိုယ့်ရဲ့ super account တွေကိုဘယ်လောက်ထည့်ပေးရမလဲတပတ်အတွက် super ကိုရှာမယ်ဆိုရင်တပတ်လစာအမြောက် SG rate ဆိုရင်ကိုယ့်ရဲ့ super က$55တပတ်ကို$55ကိုကိုယ့်ရဲ့ super account တွေကိုရောက်ရပါမယ်ဒါဆိုလို့ရှိရင်မင်းအောင်ရဲ့အလုပ်ရှင်ကတပတ်ကုန်တိုင်းကိုသူ့ရဲ့ super account တွေကို$55ထည့်ပေးရပါမယ်ဒါဆိုရင်တစ်နှစ်ဆိုလို့ရှိရင်ဘယ်လောက်ဖြစ်သွားမလဲကြည့်ကြရအောင်တစ်လမှာကိုယ့်ရဲ့တစ်လ super ကိုတွက်မယ်ဆိုရင်$55 times 4.33ဆိုရင်$238ရရပါမယ်တစ်နှစ် super ကိုတွက်မယ်ဆိုရင်တစ်နှစ်မှာ52ပတ်ရှိတယ်အဲ့ဒါဆိုရင်$55ကို52ပတ်နဲ့မြှောက်လို့ရှိရင်ကိုယ့်ရဲ့တစ်နှစ်စာ super 2860ကိုရရှိပါမယ်သတိဒီမှာ2860ကမင်းအောင်ရဲ့လက်ထဲကိုရောက်လာမယ့်ငွေမဟုတ်ဘူးเนาะသင်ရဲ့အနာဂတ် super account တွေကိုစုဆောင်းပေးတော့မယ့်ငွေဖြစ်ပါတယ်တစ်နှစ်ကိုဒေါ်လာ2860ဆိုတာမနည်းဘူးเนาะဒါကအခုလောလောဆယ်ចောင်းသားဘဝမှာရတဲ့လစာနှုန်းနဲ့တွက်ထားတာဖြစ်ပါတယ်နောင်ကိုကလစာတွေများလာမယ်ဆိုလို့ရှိရင် super ကလည်းအလိုလိုတိုးလာမှာဖြစ်ပါတယ်ဆိုအခုကိုယ့်ရဲ့ super annuation တက်ဖို့အတွက် formula ကိုပြောပြပေးတော့ပါမယ် super annuation equal to တနာရီလစာ times အလုပ်ချိန်အမြောက်17%သင်အနေနဲ့ကိုယ့်လစာရဲ့အလုပ်ချိန်ကိုဒီ formula ထဲထည့်ပြီးတော့မှကိုယ့်ရဲ့ super ဘယ်လောက်ရတင်လဲဆိုတာကိုအလွယ်တကူတက်ချက်လို့ရပါတယ်နောက်ဆုံးသတိထားရမယ့်အချက်နှစ်ချက်ကတော့ SG rate ကအမြဲတိုးပါမယ်2025 July မှာ17.5%ရှိတယ်2025မှာ12%ဖြစ်ပဲတွက်လို့ရှိရင်အဲ့ဒီ rate နဲ့တွက်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ pay slip ကိုစစ်ပါသင်ရဲ့လစာပြေစာမှာ super ထည့်ပြီးအကြောင်းကိုအမြဲတမ်းဖော်ပြပေးပါတယ်ဒီနေ့ super တွက်နည်းလေးကိုအသုံးဝင်နေဆိုလို့ရှိရင် like and share လုပ်ပေးပါနောက်ဗီဒီယိုမှာကျောင်းသားတွေနိုင်ငံခြားမှာအလုပ်လုပ်တဲ့အခါမှာတွေ့ကြုံရမယ့်ဆောင်ရန်ရှောင်ရန်တွေကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ channel ကို follow လုပ်ပေးပါ like and subscribe လုပ်ပေးဖို့မမေ့နဲ့နော်ကျေးဇူးအများကြီးတင်ပါတယ်